အခုကချွန်ပူလီခရိုင်ပထယာမြို့မှာရှိတဲ့ဝတ်ဖရာယံဘေဗုဒ္ဓဗုဒ္ဓတံဘယ်ကိုသွားရောက်ဘုံမျိုးကြမှာဖြစ်ပါတယ်ဒီဖရာကဒီမှာနဂါးကြီးနဲ့လေကားလှုပ်ထားတာပေါ့နော်နဂါးရဲ့ခေါင်းတဲ့ကလေကားရဲ့အစပေါ့နော်တော့တိတ်ပြီးတော့မဆောက်ပါဘူးနော်တက်ရတာလည်းအစင်ပြေတယ်ပေါ့နော်နဂါးကြီးနဲ့ဟိုလေကားအတက်စင်ကိုလှုပ်ထားတာပါလေကတက်ဖောင်း50တော့ရှိမှန်းနဲ့တူတယ်သိချာတော့မသိဘူးပေါ့နော်ပတရားကိုရောက်မယ်ဆိုရင်လည်းဒီဖရာကလည်းဒါမဖြစ်မနေသွားဖူးရမယ်ဖရာတဆူပေါ့နော်ပတရားဘက်မှာတော့အဓိကတော့ကမ်းခြေတွေသွားကြတာပေါ့နော်ဒါဒီမှာလေကလေးလေးတွေအတိုင်းတက်သွားတာလေကလေးလေးကလည်းလှုပ်ထားတာပြည့်ပြစ်ပါတယ်ပေါ့နော်ဒါကြီးတော့မဖြစ်ပါဘူးမမြင်လည်းမမြင်ဘူးပေါ့နော်ငကားကြီးရဲ့အမီပေါ့နော်အမီနောက်ဆုံးဆိုရင်တော့ဒါဖျားဘောကိုရောက်တာပေါ့နော်ဒီနာဝင်းကျင်မှာတော့ဒါတောင်ပေါ် view point ရယ်ဒီဘေဗုဒ္ဓရယ်ပြီးတော့ပထယာကမ်းခြေရယ်ပြီးတော့ the century of true ပေါ့နော်အဲ့ဒါရယ်အဲ့ဒီအိမ်ပေါ့နော်လက်ရတွေပေါ့ねရှစ်ကလက်ရတယ်နဲ့တိဆောက်ထားတဲ့နေရာရယ်ပေါ့ဆိုရင်3-4နေရာတော့သွားစရာရှိတယ်ပေါ့နော်ဒီအနေနာမှာပေါ့နော်ဒါကတည်းဖျားဘောကိုရောက်ပြီးဒါထိုင်တော်မူဗုဒ္ဓရုပ်ပါတော်မြတ်ကြီးပေါ့နော်ဒီမှာလည်းဒါနိုင်ငံသားတွေလည်းဒါအများကြီးလာပါတယ်မိတို့ကတော့ပတ္ထယာကိုရောက်တိုင်းဒီဘေဗုဒ္ဓပေါ့နော်ဝပရာယံလို့ခေါ်တဲ့ဒီဘေဗုဒ္ဓဘောတော့အမြဲတမ်းသွားရောက်တာဖူးမြော်ပြပါတယ်ပေါ့နော်ဒီမှာလည်းလူတန်းပွဲတန်းပွဲအများကြီးလည်းအများကြီးရှိပါတယ်နော်ပြီးတော့ဝတ္ထုငွေတွေလည်းကတ်ရလို့ကတ်လို့ရပါတယ်ပေါ့နော်ဒါဒီမှာထိုင်တော်မူရုပ်ပါတော်မြတ်ကြီးပေါ့နော်ဒါကတော့ပထယာဘက်မှာတော့ဒီထိုင်တော်မူရုပ်ပါတော်မြတ်ကြီးကဒါအကြီးဆုံးပဲပေါ့နော်ဒီမှာပေါ့နော်ဒါအဲ့တော့ရွှေစည်းတွေနဲ့တုပ်ထားတဲ့ဒီဘေဗုဒ္ဓပေါ့နော်ပထယာဘက်ကိုရောက်ရင်တော့မဖြစ်မနေသွားဖူးရမယ်ဇေဒီရုပ်ပါတော်မြတ်ပေါ့နော်ဒီအနောက်ဝင်းကျင်မှာလည်းဖျားတွေအများကြီးရှိတယ်ပေါ့နော်ဒီမှာတော့ရွေးရီမီကတော့ကြာပန်းလေးတွေသူလွတ်မယ်ဒါအရာအစိမ်းရောင်လေးလာသူဝယ်ဒီဟာလေးတစ်ခုက20ပေးရတယ်ပေါ့နော်ဒါလေးတွေဝယ်ပြီးတော့လည်းဒီဖေးရထိုင်တော်မူရုပ်ပါတော်မြတ်ကြီးရဲ့အချက်မှာထားတဲ့ရေကန်လေးထဲမှာWi-Fiမီးလေးထုံးပါနော်မီးလေးထုံးပြီးတော့ဒါဆူတောင်းလို့ရတယ်ပေါ့နော်အဲ့ဒါကြာပန်းခွက်ကလေးတွေလည်းမျိုးစုံရှိတယ်ပေါ့နော်ဒီကြာပန်းလေးတွေရဲ့အထက်ထဲမှာတော့ဖျောင်းနိုင်လေးထုံဖို့ဖျောင်းတဲ့မီးလေးပေါ့လေတခုလုပ်လို့ရထားတယ်ပေါ့နော်အဲ့မှာမီးလေးထုံပြီးတော့လည်းဒါပူဇော်လို့ရတယ်ပေါ့နော်ကဲဒါကတော့ပတရားကိုရောက်ရင်တော့ဒီဘေဗုဒ္ဓကိုလည်းမဖြစ်မနေတွားရောက်ဖူးမြော်ကြပါ